1919ခုနှစ်စပိန်မှာကော့တက်လို့ခေါ်တဲ့စစ်သူကြီးတယောက်ကအယ်ဒိုရာဒိုလို့ခေါ်တဲ့ရွှေနဲ့ပြုတ်လုပ်ထားတဲ့သမိုင်းဝင်မြို့တော်ကိုရှာဖို့အတွက်လူအင်အားအလုံးကြီးရဲ့ကြီးမားတဲ့တင်မောကြီးတစ်ခုနဲ့စတင်ထွက်ခွာနေပါတယ်။မြို့ထဲမှာတူလီယိုနဲ့မီဂေးလို့ခေါ်တဲ့နောက်ထပ်လူနှစ်ယောက်ရှိသေးပြီးသူတို့ကတော့လူလိမ်နေဖြစ်ပါတယ်။အခုလည်းအန်ဆာပြစ်တဲ့လောင်းကစားတစ်ခုနဲ့လူတိုင်းမှာရှိသမျှပတ်သက်နေအကုန်လုံးကိုလိုက်လိမ့်နေပြီးဘယ်သူမှလောင်းစရာမကြံတော့ဘူးဆိုတာကိုသိလိုက်ရတော့ပြန်တော့ဖို့အတွက်လုံနေကြတဲ့အချိန်လူတစ်ယောက်ကရွှေမြို့တော်ဖြစ်တဲ့အယ်ဒိုရာဒိုကိုတွားနိုင်ဖို့အတွက်မြေပုံရှိသေးပြီးအဲ့ဒါကိုလောင်းချေးနေတဲ့တပ်မကနောက်ဆုံးတစ်ပွဲဆော့ပေးဖို့အတွက်တောင်းဆိုလာပါတယ်။ပတ်သက်မဲ့စိတ်ဝင်စားတဲ့တူလီယိုကမကစားပေးဘူးဆိုပြီးလုံနေပြီးမဲ့မြေပုံတိုင်းသာရွှေမြို့တော်တကယ်ရှိနေမယ်ဆိုလို့ရှိရင်ပို့ပြီးတော့ချမ်းသာနိုင်တဲ့အတွက်တပွဲလောက်ကစားပေးဖို့အတွက်မီဂေးကတောင်းဆိုနေတာကြောင့်မို့လို့မလုပ်ပေးချင်ပေမဲ့ကစားပေးဖို့အတွက်သဘောတူလိုက်တဲ့အခါသူတို့ရဲ့အန်ဆာတုံးတွေကိုတခြားသူတွေကလည်းစပြီးတော့တန်တရားဖြစ်လာပြီးမလို့ဒီတစ်ခေါက်မှာတော့သူတို့ရဲ့အန်ဆာတုံးနဲ့ပဲပြစ်ဖို့အတွက်ပြောနေပါတယ်။တစ်ဖက်ကမြေပုံကိုလောင်းပြီးသူတို့ကကြတော့နိုင်ထားသမျှပတ်စံတွေကိုလောင်းလိုက်ရတာကြောင့်မို့လို့တူလီယိုကမီဂေးကိုစိတ်တူနေပေမဲ့ဖျားတပြီးတော့အန်ဆာပြစ်လိုက်တဲ့အခါနံပါတ်အကြီးဆုံးကျသွားတာကြောင့်မို့လို့ပြောသွားရတယ်ဆိုပေမဲ့အောက်ကျနေတဲ့သူတို့ရဲ့အန်ဆာတုံးတွေကလိန်ထားတယ်ဆိုတာကပေါ်သွားပါတယ်။ဒါကြောင့်အလင်ခံလိုက်ရတဲ့လူအုပ်ကြီးကလည်းသူတို့နှစ်ယောက်ကိုတမဖို့အတွက်လုံနေတော့အများကြီးအရှိမချက်ချင်းပဲရန်ဖြစ်သလိုဟန်ဆောင်လိုက်ကြပြီးဒေါပွားနေတဲ့လူအုပ်ကြီးကိုလည်းရှောင်သွားလိုက်နိုင်ပါတယ်။အဲ့လိုပြီးမဲ့သူတို့ထွက်ပြေးလာတဲ့နေရာကနွားရိုင်းချက်ဖြစ်နေတာကြောင့်မို့လို့နွားအခွင့်မခံရအောင်ထပ်ပြီးတော့ထွက်ပြေးလိုက်ရပြီးလန်တော့မှာအဆောင်နေတဲ့ပါထပ်ပြီးတော့တွေးလိုက်ရတာကြောင့်မို့လို့ပြေးမိပြေးရကိုပြေးတနေရာကိုအရောက်မှာအောက်ဘက်ကစီပိုင်းနေတဲ့ကိုလည်းပြုတ်ကျသွားပါတယ်။ဖြစ်ချင်းတော့အစီပိုင်းတွေကတင်မောတစ်ခုပေါ်ကိုတည်သွားနေတာဖြစ်လို့ဘေကင်းမဲ့အချိန်ထိပဲနေရောက်တာပုံနေလိုက်ကြပြီးတင်မောထွက်သွားလို့ညဘက်ကိုရောက်ကအတော်လေးအချိန်ကြီးအေးဆေးပြီးဆိုမှအထက်ကနေပြီးတော့မှထွက်လာလိုက်ပြီးမဲ့တင်မောဘောက်ကလူတွေကသူတို့နှစ်ယောက်ကိုတွေ့သွားပြီးအလကားခိုးလိုက်လာတဲ့သူတွေဆိုပြီးတော့လည်းထင်သွားကြပါတယ်။ပို့ပြီးတော့ကန်ဆိုးချင်တော့သူတို့ရောက်နေတဲ့တင်မောကစစ်သူကြီးကော်တစ်ရဲ့တင်မောပဲဖြစ်နေပြီးခိုးလိုက်လာတဲ့သူတို့နှစ်ယောက်အကြောင်းကိုသိသွားတာကြောင့်မို့လို့မဆိုင်မတော့ပဲအချင်းကန်းထဲကိုလည်းထည့်ထားခိုင်းလိုက်ပါတယ်။အဲ့လိုနဲ့အချင်းကန်းထဲမှာအချုပ်ခံထားလိုက်ရပြီးတဲ့နောက်တိမခံနိုင်တော့တဲ့ဒူလီယိုကထွက်ပြေးဖို့အတွက်နီးလဲနေစပြီးတော့စဉ်းစားလာကအဲ့ဒါကတက်ကဲလေးကိုခိုးစီးပြီးတော့ထွက်ပြေးတာဖြစ်နေပါတယ်။အရင်ဆုံးအဖခံထားရတဲ့အချင်းကန်းရဲ့အပြင်ဘက်ကိုထွက်လို့ရမှဒူလီယိုစဉ်းစားထားဆိုဆက်ပြီးတော့လှုပ်လို့ရမှာဖြစ်လို့ဘာသာလို့ရမလဲဆိုပြီးတော့တွေးနေတဲ့အချိန်အထက်ကိုဘန်ဒီတစ်လုံးပြုတ်ကျလာတော့အချမ်းရသွားတဲ့မီဂေးကအဲ့ဒီဘန်ဒီနဲ့အပြင်ကမြင်းကိုလှန်ခေါ်လိုက်ပြီးစားခြင်းနဲ့ဆိုလို့ရှိရင်တန်တရွင်းတစ်ချောင်းလောက်ယူပေးဖို့တော့သွားပြီးအပေးယူလုပ်ပါတယ်။ပန်းတီစားခြင်းနဲ့မြင်းလေတန်တရွင်းအစားအဆောင်တီကနေပြီးတော့မှတော်တွေကိုချပေးလာတာကြောင့်အချင်းကန်းတွေကိုလွတ်မြောက်တာကသူတို့ထင်ထားတဲ့ပူပြီးလွယ်သွားပြီးညာဘက်ကိုရောက်လို့လူချင်းတာနဲ့နှစ်ယောက်သားကထွက်လာကြကတူလီယိုပြောတဲ့အတိုင်းပဲတက်ကဲလေးကိုခိုးပြီးတော့ထွက်ပြေးလိုက်ပါတယ်။ဒါပေမဲ့အခုချိန်ထိမီဂေးကမြင်းကိုပန်းတီမပေးရသေးတာကြောင့်မို့လို့သူတို့နောက်ကိုမြင်းကတကောက်ကောက်လိုက်နေပြီးခဏကြာမှတတိယသွားတဲ့မီဂေးကလည်းပန်းတီကိုပြစ်ကျွေးလိုက်ပြီးမဲ့ကန်ဆိုးကျင်တော့ချော်တက်သွားပြီးရေထဲကိုပြုတ်ကျသွားတာမလို့မြင်းကပါခုန်စင်းချလာပြီးသူတို့စီးမဲ့တက်ကဲလေးကပါမှောက်သွားပါတယ်။အနောက်ကနေလိုက်ရတဲ့တင်မောကြီးတွေကြောင့်မို့လို့အသက်ဘေးကနေပြီးတော့မှလောအောင်မနှဲထွက်ပြေးနေရပြီးကင်ကောင်းတို့လှေကိုပြန်ပြီးတော့တဲလိုက်နိုင်ကရေထဲကိုကျလာတဲ့မြင်းကိုပါအတူတူတင်ပြီးတော့ခေါ်သွားလိုက်ရပါတယ်။ဒါပေမဲ့ပါလာတဲ့မြင်းကရိတ်ခါဖြစ်တဲ့ပန်းသီးတွေကိုတထိုင်နဲ့စားပစ်လိုက်တဲ့အပြင်သူ့ဘာသာတေးလို့ပြုတ်ကျလာတဲ့ငှက်ကိုပါရေထဲကငမန်းတွေကလူစားနေတာကြောင့်မို့လို့ပင်လယ်ထဲမှာရက်ပေါင်းများစွာဒုက္ခခံနေရပါတယ်။တောက်ဆရာရေကလည်းမရှိတာကြောင့်မို့လို့အစာရေစာငှက်ပြီးသူတို့ရဲ့ဘွားကဒီနေရာမှာပဲအဆုံးသတ်တော့မယ်လို့ထင်သွားကြတဲ့အချိန်မတည်ခင်ဘာလို့ကျင်ကြလဲဆိုပြီးတော့ပြောကြည့်လိုက်ကြတဲ့အခါနှစ်ယောက်စလုံးရဲ့ပန်းတိုင်းကလည်းပတ်စံအများကြီးနဲ့စပိန်ပြည်နဲ့ပို့ပြီးတော့ချမ်းသာကျင်ကြတာဖြစ်နေပါတယ်။အဲ့လိုမျိုးလက်လျှော့ထားဖို့အတွက်ပြင်နေကြတဲ့အချိန်ကန်ကောင်းသွားနဲ့ကန်တစ်ခုမှသွားကပ်ပြီးတော့ကျွန်းကိုရောက်သွားတာကြောင့်မို့လို့အသက်ရှင်နိုင်သွားကပြောသွားရတဲ့ဆိုပေမဲ့ကန်ဆက်မှာတင်လူရိုးစုတွေနဲ့တိုက်ခိုက်ခံထားရတဲ့အရှိရောင်တွေကိုတွေးလိုက်ရတဲ့အတွက်ဘလောက်ပဲအသက်ရှင်ခြင်းပါစေအသက်တော့မခံနိုင်တာကြောင့်မို့လို့လှင်းနဲ့တူတူရေထဲကိုပြန်ဆင်းဖို့အတွက်လှုပ်လိုက်တဲ့အခါမီဂေးကကျွန်းရဲ့ဖွဲ့သိပ်ပုံကိုကြည့်ပြီးယူလာတဲ့မြေပုံကိုနောက်တစ်ခါပြန်ပြီးဖြန့်ကြည့်လိုက်ပါတယ်။ထင်းတဲ့အတိုင်းပဲမြေပုံတွေကရွှေမျိုးတော်ဖြစ်တဲ့အယ်ဒိုရာဒိုကိုရောက်နေကြတာဖြစ်ပြီးတကယ်လို့သာဒန်နာရီတွေကအတိုင်းဆိုလို့ရှိရင်ရွှေတွေအများကြီးရှိတာကြောင့်သူတို့ဖြစ်ချင်ပါတယ်ဆိုတဲ့အချမ်းသာဆုံးလူတွေဖြစ်ခွင့်ရဖို့အတွက်အခွင့်အရေးရှိသွားပြီဖြစ်တာကြောင့်မို့လို့အခုချိန်မှသာလက်ပြန်မယ်ဆိုလို့ရှိရင်နောက်ထားရလိမ့်မယ်ဆိုပြီးမီဂေးကပြောနေတာကြောင့်တူလီယိုလည်းနောက်ထားများချင်တာကြောင့်မို့လို့မီဂေးပြောတဲ့အတိုင်းရွှေမျိုးတော်ကိုရှာဖို့အတွက်သဘောတူလိုက်ရပြီးကျွန်းမောက်ကိုပြန်ပြီးတက်သွားပါတယ်ဒီလိုနဲ့တလန်းဝင်တလန်းထွက်အခက်အခဲအနေငယ်နဲ့ပျော်ရွှင်စားတွေကိုဖျက်ဆီးလိုက်ကြရင်ဖြည်းဖြည်းချင်းကျွန်းရဲ့အတွင်းပိုင်းတွေကိုဆက်ဝင်လာလိုက်ကြတဲ့အခါအယ်ဒိုရာဒိုလို့ခေါ်တဲ့မြို့ဝင်တကားပေါက်ကိုတွေးလိုက်ရပြီးမြဖြစ်ချင်တော့အဲ့ဒါကတာမန်ကြောက်တုံးကြီးတုံးဖြစ်နေတာကြောင့်မို့လို့တူလီယိုကလည်းစိတ်တိုးသွားပါတယ်မီဂေးကိုယုံကြည်ပြီးတော့အချိန်ကြီးအများကြီးဖြုံးလိုက်ရတာဖြစ်တာကြောင့်မို့လို့မြင်းဘောက်ကိုအများဆုံးပြတ်တက်ခိုင်းလိုက်ပြီးဒီကနေပြီးတော့မှထွက်သွားကြဖို့တဲ့လုံနေကြတဲ့အချိန်တစ်ဖက်ကမြို့ကိုးတွေကနေပြီးတော့မှမင်းကလေးတယောက်ဝေယုံတုံးကပြေးလာပြီးသူတို့ရဲ့မြင်းကိုဝင်တိုက်ကလဲကျသွားပါတယ်ဒါတွေမကသေးပဲမင်းကလေးကိုလိုက်ဖမ်းနေတဲ့လူဟိုင်းအုပ်ကြီးကပါရောက်ချလာတဲ့အတွက်ပြန်ပို့လုံနေတဲ့တူလီယိုတို့နှစ်ယောက်ကပါဖမ်းသွားခံလိုက်ရပါတယ်အမှန်တော့သူတို့တွေ့လိုက်ရတဲ့မြေပုံတွေကရွှေမျိုးတော်ရဲ့ဝင်ပေါက်ဆိုတာကအတူဖြစ်ပြီးအခုသူတို့ကိုလူရိုင်းနေခေါ်သွားတဲ့လမ်းကမှအမှန်ဖြစ်ကဂျေရဂွန်ရဲ့အနောက်ကကူဘဝနဲ့တင်ဝင်သွားတဲ့အခါမှာသူတို့သွားချင်နေတဲ့ရွှေမျိုးတော်ကိုရောက်သွားတာဖြစ်ပါတယ်ရွှေမျိုးတော်မှာလူရဲမျိုးနွယ်စုလေးကြီးပဲနေထိုင်ကြတာဖြစ်ပေမဲ့အုပ်ချုပ်တဲ့သူက2ယောက်ရှိပြီးပထမတစ်ယောက်ကတော့တာနီလို့ခေါ်တဲ့သူဖြစ်ကနောက်တစ်ယောက်ကတော့ဇက်ကယ်ခန်းလို့ခေါ်တဲ့ပရိုဟိတ်တစ်ယောက်ဖြစ်ပါတယ်ဒီအတွက်မျိုးရဲကသူတွေစီမှာလည်းနောက်လိုက်ဖွဲ့2မျိုးရှိကပထမဖွဲ့ကဇက်ကယ်ခန်းရဲ့လူတွေဖြစ်ပြီးဒုတိယဖွဲ့ကတာနီရဲ့လူတွေဖြစ်ကြပြီးမြဲအခုချိန်မှာတော့ဇက်ကယ်ခန်းကအာနာပူတာနေပြီးဘာကြောင့်လဲဆိုတော့မော်ပညာအနှင်းငယ်ကိုတက်ကြွတဲ့သူဖြစ်တာမလို့ဖြစ်ပါတယ်မျိုးရဲကိုရောက်တာနဲ့တူလီယိုတို့ကလည်းဖန်ခံလာရတာဖြစ်တာကြောင့်မို့လို့ကြောက်လန့်နေပေမဲ့ဇက်ကယ်ခန်းကရှစ်ပြဟော်တဲ့ကအတိုင်းသူတို့စီကိုနှစ်ပြားတွေရောက်လာပြီဆိုပြီးပြောနေတာကြောင့်ရုတ်တရက်ပဲအချင်းတွေကပြောင်းပြန်ဖြစ်သွားပါတယ်
စကယ်ခန်းရဲ့စကားကြောင့်မို့လို့တူလီယိုတို့နှစ်ယောက်ကိုတကယ်နှပြားစစ်တယ်ဆိုပြီးတော့လည်းအားလုံးကယုံကြည်သွားကြတဲ့အပြင်သူတို့နဲ့ဝင်တိုင်းမိတဲ့မိန်းကလေးကရွှေတွေကိုခိုးပြီးတော့ထွက်ပြေးသွားတဲ့သူဖြစ်တာကြောင့်မို့လို့နှပြားတွေကပြန်ပြီးတော့ဖမ်းလာပေးတယ်ဆိုပြီးအများရှိမှနောက်ထပ်အမှတ်ရသွားပြန်ပါတခိုးပြတဲ့မိန်းကလေးကိုစကယ်ခန်းကအပြစ်ပေးဖို့အတွက်တပ်ပြစ်မယ်ဆိုပြီးလုံနေတော့ဂျားတဲ့ကနေတူလီယိုကပဲဝင်ထားလိုက်ကလွတ်ပေးဖို့အတွက်ပြောလိုက်တာမလို့စကယ်ခန်းကလည်းနှပြားတွေရဲ့အမိန့်ဆိုတော့မလွန်ဆိုင်ရဲပဲလွတ်ပေးလိုက်ရတယ်ဆိုပြီးမဲ့အဲ့ဒီရစားခိုးလာတဲ့ပစ္စည်းကိုနေရာမှာကိုယ့်ဘာသာကိုပြန်ပြီးသွားထားခိုင်းလိုက်ပါအဲ့လိုပေမဲ့တူလီယိုတို့ကနှပြားအစ်စ်တွေဆိုတော့ကိုဘသူတွေကမှအပြေးဝမြုံကြည်ကြသေးတာကြောင့်မို့လို့အစွမ်းအနေငယ်ကိုပြသပေးဖို့အတွက်စကယ်ခန်းကတောင်းဆိုလိုက်တဲ့အခါသူတို့မှာကဘာမှမရှိတာကြောင့်မို့လို့ထွက်ပြေးဖို့အတွက်ပြင်လိုက်ပေမဲ့အနားမှာလည်းအဆောင်တွေအများကြီးရှိနေတာကြောင့်မို့လို့အလိန်သာပေါ်သွားလို့ရှိရင်တခါတည်းတပ်ပြစ်ခံရမယ်ကိန်းဖြစ်နေပါအဲ့ဒီအချိန်ကျုံးရဲ့တစ်ဖက်ကမီးတောင်ကလည်းမီးခိုးတွေစထွက်လာပြီးပောက်ကွဲတော့လို့ဖြစ်နေတဲ့အချိန်မိခေကလည်းအကြံထုတ်ဖို့အတွက်တူလီယိုကိုဖိအားပေးနေတော့စိတ်တူလာတဲ့တူလီယိုကရက်လိုက်တော့ဆိုပြီးတော့အော်ပြောလိုက်တဲ့အခါကင်ကောင်းစွာနဲ့ပဲပောက်ကွဲတော့မဲ့မီးတောင်ကလည်းအချိန်ကြိုက်သားမှချက်သွားတာကြောင့်မို့လို့မီးတောင်ပောက်ကွဲမှကိုတားပစ်လိုက်တဲ့နဖျားတွေဆိုပြီးတော့လည်းအားလုံးကလည်းချက်ချင်းယုံကြည်သွားပါထူးထူးခြားခြားလိမ့်ကြတော့မလို့လိုက်ဖဲနဲ့သူတို့တွေကနဖျားတွေဆိုတာကိုလည်းစကယ်ခန်းကယုံကြည်သွားပြီးဒီနေ့တော့အနားယူလိုက်ဖို့အတွက်ပြောလိုက်ကတီးတန့်ဆောင်တစ်ခုကိုလည်းလိုက်ပို့ပေးလိုက်ပါအဆောင်တွေကိုဝင်သွားခင်လေစကယ်ခန်းနဲ့တာနီကကိုပိုင်ကျိုးစိုးပွဲတွေနဲ့ကျိုးစိုးခွင့်ပေးရဖို့အတွက်တောင်းဆိုနေကြတဲ့ကြောင့်မလို့တူလီယိုတို့ကလည်းလက်ခံနေဖြစ်တဲ့အကြောင်းကိုပြောလိုက်တဲ့အခါစကယ်ခန်းတို့ကလည်းပြန်လဲသွားပါဘယ်သူမှမရှိတော့ဘူးဆိုကမှတူလီယိုတို့နှစ်ယောက်ကလည်းသူတို့ရဲ့အလိမ်ညာတွေကအလုပ်ဖြစ်တာကြောင့်မို့လို့ဝမ်းသာပြီးတော့ရှင်မိုးလိုက်ကြပေမဲ့ပစ္စည်းကိုပြန်လာထားတဲ့မိန်းကလေးကအခုချိန်ထိအထဲမှာပဲရှိနေသေးတာကြောင့်မို့လို့တူလီယိုတို့ကလူလိမ်နေဆိုတဲ့အကြောင်းကလည်းပေါ်သွားပါမိခေကတော့ဆက်ပြီးတော့လိမ်နေဖို့အတွက်စူးစမ်းနေပေမဲ့အမင်းကလေးကရိပ်မိသွားပြီဖြစ်တာကြောင့်မို့လို့သူတို့ရဲ့အစီအစဉ်ကိုပြောပြလိုက်ရပြီးအဲ့ဒါကရွှေတွေကိုယူပြီးတော့ထွက်ပြေးမဲ့အကြောင်းအရာဖြစ်ပါတယ်ဒီနောက်တော့အချင်းချင်းမိတ်ဆက်လိုက်ကြတဲ့အခါအမင်းကလေးရဲ့နာမည်ကချဲလိုခေါ်မှန်တီးလိုက်ရပြီးတွဲပဲအသင်းနေတဲ့တူလီယိုတို့ကသူ့ကိုလိုရတဲ့အကြောင်းကိုလည်းရှင်းပြလိုက်ကဘာကြောင့်လဲဆိုတော့သူကနေကန်ဖြစ်တဲ့အတွက်ဒီကျုံကနေပြီးတော့မှပြန်ထွက်နိုင်မဲ့လမ်းကိုတိတဲ့သူတယောက်တော့ဖြစ်တာကြောင့်ဖြစ်ပါတယ်ကျန်တာတွေကိုနောက်မှဆက်ပြောမယ်ဖြစ်တဲ့အကြောင်းကိုပြောကလက်ပြန်သွားရင်အခုသူတို့ကိုစောင့်နေတဲ့လူတွေရှိလို့အဝတ်စားတွေကိုဝတ်ပြီးတော့ထွက်ခဲ့ဖို့အတွက်ခိုင်းသွားတာကြောင့်တူလီယိုတို့လည်းအထက်ကလူရန်ဝတ်စားတွေကိုဝတ်ပြီးအပြင်ဘက်ကိုထွက်ကြည့်လိုက်တဲ့အခါတာနီကသူ့ရဲ့လူတွေနဲ့ပါတီပွဲတစ်ခုကိုကျင်းပပြီးတော့ကြိုးစိုးပေးနေပါတယ်ဘာမှတော့မသိပေမဲ့ကြိုးစိုးပွဲဖြစ်တာကြောင့်မို့လို့တူလီယိုတို့နှစ်ယောက်ကလည်းတညလုံးပါတီမှာတောက်စားကခုံလိုက်ကြပေမဲ့မနက်ကိုရောက်တဲ့အခါဇက်ကဲခန်းကသူ့ရဲ့ကြိုးစိုးပွဲကိုကျင်းပပေးလိုက်ပြီးဖြစ်ချင်တော့ညာကပါတီလို့မဟုတ်ဘဲနဲ့ရစ်ပူစော်ပွဲတစ်ခုဖြစ်နေပါတယ်သူ့ရဲ့တက်တန်းတစ်လျှောက်လေးလာချက်တွေအရနတ်ဖျားတွေကသွေးကိုအလွန်ချမ်းနေတတ်ကြတဲ့သူတွေဖြစ်တာကြောင့်မို့လို့အခုလက်ဆောင်အနေနဲ့လူတစ်ယောက်ကိုကျွန်းရဲ့အောက်ပိုင်းမှာရှိတဲ့ရေဝဲကြီးတစ်ခုရဲ့အထက်ကိုတွန်းချကတပ်ပစ်ဖို့အတွက်လုံနေတာမလို့အခြေအနေမကောင်းတော့ဘူးဆိုတာကိုသိလိုက်ရတဲ့တူလီယိုတို့ကလည်းဝင်တာလိုက်ရပြီးသူတို့နတ်ဖျားတွေလိုချင်တာကတက်ရှိဝတ္ထုပစ္စည်းတွေမဟုတ်ဘဲတတ်မဲ့အရာဝတ္ထုပစ္စည်းတွေဖြစ်တယ်ဆိုပြီးပြန်ပြောလိုက်တော့ဇက်ကဲခန်းကလည်းဘာလို့မှမသိဖြစ်သွားပါအဲ့ဒီအချိန်တာနီကအခွင့်ကောင်းဝေယူလိုက်ကသူ့ရဲ့လက်ဆောင်အနေနဲ့ရွှေတဲ့ပစ္စည်းတွေဖြစ်တယ်ဆိုပြီးပြောလိုက်တော့လိုချင်တာကိုမြင်လိုက်ရတဲ့တူလီယိုတို့ကလည်းအဲ့ဒါကမှနတ်ဖျားတွေကိုပေးရမှာဆိုပြီးသဘောတူပေးလိုက်ပါဒါပေမဲ့နတ်ဖျားတွေကိုပေးဖို့ကကျွန်းကရေဝဲတွေကိုပြစ်ချမှာရမယ်ဆိုပြီးအားလုံးကထင်နေကြတဲ့ကြောင့်တူလီယိုတို့ကိုကြော်ပြီးရွှေများပြားကိုပြစ်ချနေတာမလို့ချက်ကပဲဒါနီစီကိုသွားလိုက်ကနတ်ဖျားတွေကကိုယ်တိုင်လက်ခံမယ်ဆိုပြီးပြောပေးလိုက်ရတာမလို့အဲ့ဒီအခါမှာတာနီကလည်းတူလီယိုတို့နေတဲ့အဆောင်တွေကိုတခါတည်းပို့လိုက်ဖို့အတွက်အစီအကံတွေကိုခံလိုက်ပါနတ်ဖျားတွေရဲ့သဘောကျတာကိုခံလိုက်ရလို့ဇကယ်ခန်းနဲ့တာသွားပြီးဖြစ်တဲ့ကြောင့်အောင်ပွဲခံတဲ့အပြုံးနဲ့ပြုံးပြလိုက်ပေမဲ့ဇကယ်ခန်းကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မကြေမနက်ဖြစ်သွားတဲ့အချိန်တစ်ဖက်မှာလည်းကျွန်းဘော်ကိုရွှေမျိုးတော်ကိုလာချတဲ့ကော့တက်ဆိုအဖွဲ့ကရောက်ချလာပါရွှေများကြီးရပြီဖြစ်တာကြောင့်မို့လို့ညနေဘက်ကိုအချောင်းမှာပဲတူလီယိုတို့ကကျွန်းကနေပြီးတော့မှပြန်သွားကြမယ့်အစီအစဉ်ကိုစတင်လိုက်ပြီးသူတို့အတွက်လှေကြီးသားတစ်စီးဆောက်ပေးဖို့အတွက်ဒါနီကိုသွားပြီးအကူအညီတောင်းလိုက်ပါသူတို့နဲ့ပဲအတူတူနတ်ဖျားတွေကထောက်ရနေထိုင်သွားကြမယ်ဆိုပြီးတော့တာနီကထင်နေတာကြောင့်သူ့လုံးနဲ့သူကိုလုံးနဲ့ကိုဆိုတော့ရှိတဲ့အကြောင်းကိုလည်းပြောပြလိုက်ကသူတို့ကလည်းပြန်တဲ့အချိန်ကိုပြန်ရမှာဖြစ်တယ်ဆိုပြီးဆက်လိမ့်လိုက်တော့အဲ့ဒီခါမှာဒါဒီကလည်းပြန်ရမှာကိုလက်ခံလိုက်ပေမဲ့အခုမီဂီတို့တောင်းနေတဲ့လေကိုဆောက်ဖို့အတွက်ကအချိန်3လလောက်ချလိမ့်မယ်ဆိုပြီးပြန်ပြောလာပါတယ်3လဆိုတာကအကြာကြီးဖြစ်တာကြောင့်မို့လို့လူရင်အားကုန်တုံပြီးတော့အမြဲဆုံးပြီးအောင်ဆက်ပြီးတော့တောင်းဆိုကြည့်လိုက်တဲ့အခါနတ်ဖျားတွေအတွက်ဆိုလို့ရှိရင်တော့အထူးတက်လက်အနေနဲ့3ရက်လောက်နဲ့ပြီးအောင်ဆောက်ပေးမယ်ဆိုပြီးတော့ပြန်ပြောလာပါတယ်ဒီထက်ပိုပြီးတော့အချိန်တိုးလိုက်မယ်ဆိုလို့ရှိရင်လှည့်ရခံခဲ့မှုကိုလည်းအာမခံလို့မရနိုင်တော့တာကြောင့်မို့လို့မီဂီတို့ကလည်းဒီလောက်နဲ့ပဲသဘောတူပေးလိုက်ရပေမဲ့3ရက်ဆိုတာကလည်းအခုပုံတိုင်းနေမယ်ဆိုလို့ရှိရင်အကြာကြီးပဲဖြစ်နေပြန်တာကြောင့်မို့လို့တူလီယိုကတော့ရားတဲ့အနေနဲ့ဖြစ်နိုင်လို့ရှိရင်ဒီကနေပြီးတော့မှအမြဲဆုံးထွက်သွားခြင်းနေပါတူလီယိုကအမြဲတမ်းစိတ်ပူပြီးတော့အစီအစဉ်တွေကိုတတိကြီးချတဲ့သူဖြစ်ပေမဲ့မီဂီကတော့လက်ရှိမှာပဲပျော်ပျော်နေတဲ့သူဖြစ်တာကြောင့်မို့လို့အမြဲတမ်းစိတ်ချထားဖို့အတွက်ပြောပေးနေရပြီးအခုလည်းမျိုးတဲကိုလက်ပဲကြည့်ဖို့အတွက်မီဂီကလုပ်နေတာကြောင့်မို့လို့ဒီမှာပဲစောင့်နေဖို့အတွက်တူလီယိုကအော်ငေါင်းနေပါတာမတန်းနေသွားမယ်ဆိုလို့ရှိရင်အဆင်ပြေတယ်ဆိုတာကိုချဲကသိတာကြောင့်မို့လို့သူကပဲတူလီယိုကိုနားချဖို့အတွက်နေခဲ့လိုက်ပြီးမီဂီကိုတော့မျိုးကိုလက်ပဲသွားကြည့်လိုက်ဖို့အတွက်ခွင့်ပြုပေးလိုက်ပါမီဂီနဲ့တူတူရှိနေလို့ရှိရင်တူလီယိုကအမြဲတမ်းအကြံထုံးနေရတဲ့သူဖြစ်တာကြောင့်မို့လို့တခုခုဆိုလို့ရှိရင်စိတ်ပူနေရတဲ့အတွက်ချဲကပဲစိတ်အေးထားဖို့အတွက်ပြောပေးလိုက်တဲ့အခါသူသက်စွာနဲ့ပဲသူကချဲနဲ့ရှိနေရတဲ့အချိန်မှာစိတ်မပူတော့ဘူးဆိုတဲ့အချက်ကိုလည်းရှာတွေ့သွားပါမီဂီကမြို့ထဲကိုလက်ပဲကြည့်လိုက်ပေးမယ်လူတိုင်းကသူတို့ကိုနှံပြားတွေဆိုပြီးမှတ်နေကြတာကြောင့်မို့လို့ကြောက်လန့်ကထွက်ပြေးနေတော့သူတို့ကစက်ဖို့ကောင်းတဲ့သူတွေမဟုတ်ဘူးဆိုတော့ကိုတက်သေးပြပေးဖို့အတွက်ဂီတာလေးတစ်လက်ကိုလည်းဖန်တီးလိုက်ပြီးဘယ်သူမှမချဘူးတဲ့ဂီတာဆိုတဲ့အရာကိုဖန်တီးပေးလိုက်ပါအစာပိုင်းမှာတော့လူတိုင်းကကြောက်နေကြတာမှန်ပေမဲ့ဂီတာရဲ့အတန်ကိုကြားလိုက်ရတဲ့အခါသူတို့ရဲ့ကြောက်စိတ်တွေကလည်းရောက်ပါသွားကြပြီးကလေးကအစမီဂီရဲ့အနာကိုချင်းကပ်လာကြတော့နှံပြားတွေဆိုတာကကြောက်စရာကောင်းတဲ့သူတွေမဟုတ်ဘူးဆိုတာကိုသိလာကြပြီးမြို့ထဲမှာထုတ်ထားတဲ့ဇက်ကဲခန်းရဲ့အပြင်မထွက်ရဘူးဆိုတဲ့အမိန့်ကိုလည်းချိုးဖျက်သွားကြပါ
ကလေးလေးနဲ့အတူတူဘောလုံးကစားနေတဲ့မိခေးကိုလည်းစက်ကဲခန်းကကြည့်နေပြီးသူသိထားတဲ့နတ်ဖျားတွေရဲ့ပုံစံနဲ့အနှဲငယ်ကွဲနေတာကိုသတိထားမိလာပြီးဒီချောင်းကိုလည်းစုံစမ်းမှုအတွက်တူလီယိုစီကိုသွားကမိခေးကကလေးလေးနဲ့စောနေတာကဖြစ်တင်လာဆိုပြီးမိကွန်းသွားမိလိုက်တဲ့အခါအလိမ်မောပေါ်သွားခြင်းနဲ့တူလီယိုကလည်းသူ့သွားကြည့်ပေးပါမယ်ဆိုပြီးထွက်လာလိုက်ပါတယ်ကစားနေတဲ့မိခေးစီကိုလည်းတူလီယိုကချက်ချင်းရောက်လာပြီးစက်ကဲခန်းကသတိထားမိလာနေပြီဖြစ်တာကြောင့်မို့လို့အပြုတ်မှုတွေကိုခူးဆိုင်ဖို့အတွက်မှားနေတဲ့အချိန်နတ်ဖျားတွေကဘောလုံးကစားတဲ့အခါအဲ့လိုမဟုတ်ဘဲနဲ့စစ်တီတော်နဲ့ကစားတာဖြစ်တဲ့အကြောင်းကိုစက်ကဲခန်းကပြောလိုက်ရင်တကယ်ဘောလုံးကစားတဲ့ဆိုတာကိုပြခိုင်းမှုအတွက်စီစဉ်ပေးလိုက်ပါတယ်သူတို့စီမှာရှိတဲ့အတော်ဆုံးဘောလုံးကစားသမားတွေကိုစီစဉ်လိုက်ကကွင်းတစ်ခုထဲမှာထည့်ပေးလိုက်ပြီးနေမဆောင်ငယ်အချိန်တွေမှာအမှန်များဆုံးရတဲ့သူကအနိုင်ဆိုပြီးတော့လည်းပွဲတစ်ခုကျင်းပပေးလိုက်ပါတယ်။တစ်ဖက်မှာကအကောင်မောင်းတန်လူ9ယောက်ဖြစ်ပြီးသူတို့က2ယောက်တည်းဖြစ်နေတာကြောင့်မို့လို့ဘယ်လိုမျိုးအနိုင်ယူရမလဲဆိုပြီးတော့တွေးလိုက်ပြီးမယ်။ထင်ထားတဲ့အတိုင်းပဲဟိုဘက်ကနေတခုပြီးတခုတွေးနေတာကြောင့်မို့လို့တူလီယိုတို့ကလည်းစပြီးတော့ရှုံးနေလာနေတော့ဇက်ကဲခန်းရဲ့တန်တဲ့စိတ်ကလည်းပိုပြီးကြီးလာပါတယ်။ကံကောင်းလို့အတူတူပါလာတဲ့ခြေကအနာကတင်းခွေချက်တကောင်ကိုဘောလုံးနေရာမှာအစားထိုးပေးလိုက်တာကြောင့်မို့လို့ရှုံးနေတဲ့နေရာကနေပြီးတော့မှအမှတ်တွေပြန်ရလာပြီးဒီတိုင်းကဆက်ပြီးကစားနေမယ်ဆိုလို့ရှိရင်တူလီယိုတို့2ယောက်ကပေါ့ပေါ့ပါပဲအနိုင်ယူပြလိုက်နိုင်မှာပဲဖြစ်ကစားနေတဲ့ပုံကပါဖြောပြလို့ဖြစ်နေတာကြောင့်မို့လို့အဲ့ဒါကမှတကယ်နဲ့ဖျားတဲ့ဘောလုံးကစားတာဖြစ်တဲ့အကြောင်းဇက်ကဲခန်းကအော်ပြောကယုံကြည်သွားပါတယ်ဒါပေမဲ့အချိန်တစ်ခုကိုရောက်တဲ့အခါတင်းခွေချက်ကကွင်းပြင်ကိုထွက်သွားပြီးဘောလုံးအစစ်ကကွင်းထဲကိုပြန်ဝင်လာတာကြောင့်သူတို့ကင်ထားတဲ့ဘောလုံးကအစစ်ဆိုတာကိုတီးလိုက်ရတဲ့တူလီယိုတို့ကလည်းပြာခတ်သွားပြီးမဲ့ပွဲကပြီးတော့မှဖြစ်တာကြောင့်မို့လို့လက်ထဲကဘောလုံးကိုကိုးပေါက်ထဲကိုလမ်းပြလိုက်ကအနိုင်ယူဖို့အတွက်ပြင်လိုက်ပြီးမဲ့ကဲဆိုးသွားတဲ့တူလီယိုကမီဂီရဲ့မျက်ခုံးကိုထောင်နဲ့ရိုက်ချမိလိုက်တဲ့အပြင်ဘောလုံးကပါပြန်ပြီးကန်ထက်လာနေတာကြောင့်မို့လို့လှမ်းပြီးတော့ခုန်ကန်လိုက်ကခြေထောက်နဲ့ကိုသွင်းလိုက်ပါတယ်အဲ့လိုပြီးမဲ့ကိုးပေါက်မှာဘောလုံးကတင်းနေတာကြောင့်မြင်းကပဲနေရန်ကိုခြေထောက်နဲ့ကန်ပေးလိုက်ရပြီးအဲ့ဒါကကိုးဝင်သွားစီတာကြောင့်မို့လို့တူလီယိုတို့ကအနိုင်ရတော့ကပြောသွားရတဲ့ဆိုပေမဲ့ရှုံးသွားတဲ့ကစားသမား9ယောက်ကိုတော့စက်ကဲခန်းကရှုံးသွားတဲ့အတွက်ရစ်ပုပြရမယ်ဆိုပြီးလုံးနေလို့ဂျားထဲကနေမီကေကဝင်တာလိုက်ပါတယ်ဒါကတာမန်ပြိုင်ပွဲတစ်ခုဖြစ်ပြီးလူတွေရဲ့အသက်နဲ့ရင်းရတော့တဲ့အထိမတန်တာကိုပြောလိုက်ကပြီးတော့လေတခုခုဆိုလို့ရှိရင်နတ်ဖျားတွေအတွက်သွေးနဲ့ရစ်ပုစော်မယ်ဆိုပြီးလုံးနေတဲ့စက်ကဲခန်းကိုဒီမျိုးမှာဆက်ပြီးတော့လုံမရှိတော့တဲ့အကြောင်းကိုပြောလိုက်ကအများကြီးရှိမှပဲနေထုတ်ပြလိုက်တာကြောင့်မို့လို့တမျိုးလုံးကလူတွေကလည်းမီကေကိုကြည့်ပြီးတော့အားပေးလိုက်ပါတယ်ဒါပေမဲ့အဲ့လိုပြောနေတဲ့သူစီကနေခုနကအချက်ခံလိုက်ရတဲ့ဒဏ်ရာကြောင့်မို့လို့မျက်ခုံးစီကနေပြီးတော့မှသွေးတွေစီးကြလာနေတော့အဲ့ဒါကိုဇက်ကဲခန်းကသတိထားမိသွားပြီးမိခေးကနတ်ပြားမဟုတ်ဘူးဆိုတဲ့အချက်ကိုသိသွားပါတယ်။ဘာကြောင့်နတ်ပြားတွေကိုရစ်ပူစော်ပြီးသွေးကိုဆက်တရတယ်လဲဆိုတော့နတ်ပြားစစ်တွေစီမှာသွေးမရှိတာကြောင့်ပဲဖြစ်တာမလို့သွေးထွက်နေတဲ့မိခေးကနတ်ပြားမုံမှန်သိသွားတာပဲဖြစ်ကမကြခင်ဒီမျိုးကနေပြီးတော့မှထောက်သွားတော့မှဖြစ်လို့သူကိုယ်တိုင်ကပဲဒီကိစ္စကိုဖြေရှင်းဖို့အတွက်သုံးပြလိုက်ပါတယ်။မြို့ထဲမှာကလည်းအချိန်3ရက်ဆိုတာကတဖြည်းဖြည်းနဲ့ကုန်ဆုံးလာပြီးတူလီယိုနဲ့ချဲကလည်းရင်းနှီးတာကအဆင်ပြေနေကြတယ်ဆိုပေမဲ့မိခေးကတော့ဒီမျိုးကနေပြီးတော့မှထမသွားခြင်းမှုစဖြစ်လာပါတယ်။ဆောက်လက်စားလေးကိုလည်းဘာလို့လဲညာလို့လဲဆိုပြီးတော့အချိန်ဆွဲဖို့အတွက်လုပ်နေတာမလို့ဒါကိုရိပ်မိသွားတဲ့တာနီကလည်းနေချင်းနေခဲ့လို့ရတယ်ဆိုပြီးအားပေးလိုက်တဲ့အခါသူနေခဲ့တော့မယ်ဆိုတဲ့အကြောင်းကိုတူလီယိုတို့ကိုသွားပြီးတော့ပြပြဖို့အတွက်ပြင်လိုက်ပေးမယ်ပြောင်းသွားတော့တူလီယိုကချက်ကိုရှားထားတဲ့ရွှေတဝက်ကိုပေးဖို့အတွက်သဘောတူနေပြီးမိခေးကိုလည်းမေးထားလို့ရတဲ့အကြောင်းနဲ့အတူတူပြန်လိုက်ချင်လိုက်ခဲ့လို့ရတယ်ဆိုပြီးပြောနေတာကိုကြားသွားတာကြောင့်မလို့သူ့ကိုတူလီယိုကအရင်ကလို့ခင်မဆိုင်တော့ဘူးဆိုပြီးထင်လဲသွားပါတယ်တပတ်မှလည်းစက်ကဲခန်းကမော်ဆွမ်းကိုတုံးကဆေးတစ်ခုဖော်ဆန်နေပြီးသူ့ရဲ့တပည့်ဖြစ်တဲ့လူတစ်ယောက်ကိုပါတက်ကဆေးတွေကိုထည့်လိုက်တော့ချက်ချင်းလိုလိုပဲဆေးကလည်းအစွမ်းပြလာပြီးတကူလိုချက်တဲ့တစ်ကောင်လိုမျိုးအစွမ်းနဲ့ရသွားတဲ့အဖြစ်အနာကချက်တဲ့ရုပ်ထုကြီးတစ်ခုကိုလည်းသူ့ရဲ့အစွမ်းနဲ့ထိထုတ်လို့ရသွားပါတယ်။မိခင်းနဲ့တူလီယိုတို့ရဲ့ကြားမှာလည်းမိဘအသေးလေးစားပြတ်လာတာကြောင့်မို့လို့စကားပြောဆိုတဲ့နေရာမှာကလည်းကြောက်ကစားတွေဖြစ်လာတဲ့အချိန်ရုပ်တရက်ပဲရုပ်ထုကိုထင်းချုံနေတဲ့စက်ကဲခန်းကရောက်ထလာပြီးတမျိုးလုံးကိုဖျက်ဆီးနေတာမလို့အားလုံးကလည်းထွက်ပြေးလိုက်ရပါတယ်။တောလေးကိုပြက်တောင်းလေးကိုကြော်ပြီးတော့ဘလောက်ပဲပြေးပါစေသူတို့ရဲ့အနောက်ကိုရုပ်ထုကြီးကစတိုက်လိုက်လာနေတဲ့အပြင်ထိထုတ်တဲ့သူဖြစ်တဲ့စက်ကဲခန်းကလည်းကြောက်လာပြီးနေရာမှာကြောင်ပိတ်ပြီးတော့ဖမ်းလိုက်နေတယ်ဆိုပေမဲ့ကင်ကောင်းတာကမိကေတယောက်ကိုပဲဟန်ဆောင်ထားတယ်လို့ထင်နေတာကြောင့်မို့လို့တူလီယိုကလည်းစပြီးအချက်ပြလိုက်ပါတယ်ရုပ်လေးတဲ့အတိုင်းပဲနေရောက်သားကကြံဖြစ်တယ်လို့ဟန်ဆောင်လိုက်ကြကလဲစားလိုက်ပြီးအနာကຫນွေကျိုးနဲ့ဖမ်းမှုတွေပြင်လိုက်ပြီးမဲ့စက်ကဲခန်းကပြန်ပြီးတော့တိုက်ခိုက်လိုက်တဲ့အခါကဲဆိုကျင်တော့သူ့ကြောက်ရုံနဲ့သူဖိမိသွားတဲ့အပြင်အဘက်ကရေဝဲတဲ့ကိုပြုတ်ကျသွားပြီးရေစီနဲ့တူကျုံးရဲ့တခြားဘက်ကိုလည်းမျောပါသွားပါတယ်တူလီယိုတို့ကတော့ရှင်းပြလိုက်နေတယ်ဆိုပြီးထင်သွားကြပေမဲ့တကယ်တမ်းမှမိခေးကအသက်ရှင်နေတဲ့အပြင်ကျုံးဝက်ကိုရောက်လာတဲ့ကော်တက်စ်နဲ့တွေ့သွားပြီးကော်တက်စ်ကလည်းနေရောကရွှေတွေကိုမြင်တော့အရွှေတွေဘယ်ကရလဲဆိုပြီးမေးလိုက်တာကြောင့်မို့လို့စက်ကဲခန်းကလည်းနောက်ထပ်အကြံတစ်ခုရသွားပါတယ်ခုနကဖြစ်ပြသွားတဲ့တိုက်ခိုက်မှုကြောင့်မို့လို့သူတို့နှစ်ယောက်ရဲ့ဂျာကဆက်ဆံရေးကလည်းပြန်ပြီးတော့အဆင်ပြေသွားတယ်ဆိုပေမဲ့တူလီယိုကတော့ထွက်သွားဖို့အတွက်ဆုံးဖြတ်ထားပြီးတဲ့သူဖြစ်တာကြောင့်လိုအပ်တဲ့ရွှေတွေကိုလည်းလှေပေါ်တင်လိုက်ကမိခေးအပါဝယ်အားလုံးကိုနှုတ်ဆက်ပြီးတော့နောက်ဆုံးမှတော့3ယောက်သာထွက်သွားဖို့အတွက်လုပ်လိုက်ပါတယ်ဒါပေမဲ့ကျုံးရတဲ့ဘက်ကနေထွက်လာတဲ့မိခိုးတွေကိုမြင်းကတွေးလိုက်ရတာကြောင့်မလို့အချက်ပြပေးလိုက်တဲ့အပြင်အဆောင်တယောက်ကအပြေးရောက်လာပြီးနောက်ထပ်အဖွဲ့တစ်ခုကသူတို့မျိုးရှိရကိုလာနေကြတယ်ဆိုပြီးတော့လည်းတင်လာပေးနေပါတယ်အကြီးကဲတာနေကလည်းသူတို့မျိုးရဲ့ဝင်ပေါက်ကိုရှားတွေးမှာမဟုတ်ဘူးဆိုပြီးတော့ပြန်ပြောလိုက်ပြီးမဲ့လမ်းပြနေတဲ့သူကစက်ကဲခန်းဖြစ်တာကိုတီးလိုက်ရတော့ချက်ချင်းပဲသူ့ရဲ့အဖွဲ့သားတွေကိုစုလိုက်ကပြန်လက်တက်ခိုက်ဖို့အတွက်တင်ပြလိုက်ပြီးမဲ့သူတို့အနေနဲ့ကော့တက်စ်တို့ကိုမရှိနိုင်ဘူးဆိုတာကိုလည်းမိခေးကရှင်းပြလိုက်ပါတယ်ဘာလို့လဲဆိုတော့ကော့တက်စ်တို့ကတနက်တွေပါတဲ့အပြင်အမြောက်တွေကိုပါအသုံးပြုနိုင်တဲ့အကြောင်းမို့လို့သူတို့လိုဓာတ်နဲ့လန်လောက်ပဲသုံးတဲ့သူတွေကမနိုင်ဘူးပဲဖြစ်ပြီးဒါကိုတူလီယိုကပါတည်တာကြောင့်မို့လို့ဘာလို့ရမလဲဆိုတာကိုဆက်ကြထုတ်ပေးလိုက်တဲ့အခါဘေးနာကတင်းခွေချကရေခွက်ကိုတိုက်ချသွားတာကိုတွေ့လိုက်ရပါတယ်ဒီအတွက်ကြောင့်သူတို့တွေနဲ့မြို့နယ်ကော့တက်စ်တို့ရဲ့ဂျာကဝင်ပေါက်စစ်ကိုသာဖျက်ဆီးပြစ်နိုင်ရပြီဆိုတဲ့အချက်ကိုရှာတွေ့သွားပြီးအဲ့လိုလုပ်ဖို့ကလည်းသူတို့ရဲ့လေနဲ့ဝင်ပေါက်ကိုတိုက်ကဖျက်ဆီးပြရမှာဖြစ်တဲ့အပြင်အပေါ်မှာပါတဲ့ရွှေတွေအကုန်လုံးကိုဆုံးရှုံးရမှာဖြစ်ပေမဲ့ဒီတစ်ခါမှတော့တူလီယိုကရွှေတွေကိုရှင်းပြဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့ဝင်ပေါက်စီကိုအမြန်မရောက်နိုင်ဘူးဖြစ်နေတာကြောင့်မို့လို့တာနီတို့ကိုလမ်းပြီးအကူအညီတောင်းလိုက်ကအနာကအဆောက်အဦတစ်ခုကိုလည်းရေထဲကိုဖြိုချပစ်လိုက်ပြီးအဲကရလိုက်တဲ့ရေလိုင်းတွေကိုတုံးလိုက်ကအရှင်ဦးနဲ့ဝင်ပေါက်ရှိရကိုပြေးသွားဖို့အတွက်လုပ်နေတော့မိခေးကပါကူညီပေးဖို့အတွက်ဆုံးဖြတ်လိုက်ကလှေပေါ်ကိုပြန်ပြီးတက်သွားပါတယ်
တူလီယိုတွက်ထားတဲ့အတိုင်းပဲရေတိုင်းရဲ့အချိန်နဲ့ဝင်ပေါက်ကိုသွားနေတယ်ဆိုပေမဲ့လေကိုထိန်းထားဖို့ကလူရင်အားလိုအပ်နေပြီးဒါကိုသိလို့ပြန်တက်လာတဲ့မိခေကြောင့်မလို့ပဲအဆင်ပြေသွားကနောက်ဆုံးမှာတော့လေကိုထိန်းချုပ်ကဝင်တိုက်ပြလိုက်နိုင်ပြီးတကယ်ဝင်ပေါက်စစ်ကိုလည်းပြိုချပြလိုက်တဲ့ကအဲ့ဒီအတွက်ကြောင့်ရေတခွန်ရဲ့အနောက်မှာရှိတဲ့ဂူပါဝါကလည်းပြိုကျသွားပါတယ်ခဏကြာသွားတော့ကော့တက်စ်တို့ရောက်လာတဲ့ကြောင့်မလို့ကြောင်တုံးလေးရဲ့အနောက်မှာမျက်စုံသားပုံလိုက်ရကဝင်ပေါက်ကိုလာရှာတဲ့စကဲခန်းကလည်းပိတ်နေတဲ့ဝင်ပေါက်ကိုပဲတွေ့လိုက်ရပါတယ်ဒီအတွက်ကြောင့်ကော့တက်စ်ကလည်းအလင်ခံရတဲ့ဆိုပြီးထင်သွားတာကြောင့်မလို့စိတ်လိုသွားကစကဲခန်းကိုလည်းဖမ်းသွားပြီးသူ့ရဲ့တင်မိုးထဲမှာပဲဖမ်းချုပ်ဖို့အတွက်အမိန်ပေးလိုက်တော့အဆောင်နေစီမှာဒိုတိုက်ဆွဲခေါ်သွားတာကိုခံလိုက်ရပြီးအဲ့ဒါကိုလည်းပုံနေတဲ့ချဲတို့ကလမ်းကြီးကပြောလိုက်ကြတာမလို့စကဲခန်းကိုယ်တိုင်ကလည်းမကြင်မနှက်ဖြစ်ပြီးတော့လှမ်းအောင်နေရပါတယ်အဲ့နောက်မှာတော့အဖြစ်အပျက်တွေအားလုံးပြီးဆုံးသွားပြီမဲ့ဘယ်ရွှေကိုမှမရလိုက်ပဲနဲ့ပြန်ထွက်လာရတာကြောင့်မလို့တူလီကိုစိတ်တို့နေမယ်ဆိုပြီးထင်သွားကြတဲ့အချိန်အားလုံးထင်တာသလိုမဟုတ်ပဲတန်ဖိုးရှိတဲ့စွန်သားကန်တစ်ခုကိုရှာလိုက်တာကြောင့်မလို့တူလီကတော့အပျော်ကြီးပြောနေပါတယ်ဒါမျိုးစိတ်ဝင်စားတဲ့ကောင်းတဲ့ကိစ္စတွေကိုနောက်ထပ်ထပ်လုပ်ဖို့အတွက်ဆုံးဖြတ်လိုက်ကြကချဲကလည်းမြင်းနဲ့တူတူမိခေတို့နှစ်ယောက်စလုံးကိုထွက်လန်းကနေပြီးတော့မှပြန်ခေါ်သွားဖို့အတွက်ပြင်လိုက်ပြီးမယ်ကန်ဆိုးချင်းတော့နှစ်ယောက်သားကအောက်ဘက်ကိုပြုတ်ကြပြီးကျန်နေခဲ့တာမလို့မြင်းရဲ့နောက်ကိုအသက်တန်ပြေးလိုက်သွားကြရင်းနဲ့ပဲစသိမ်းသွားပါတယ်